เคအားလုံးမင်္ဂလာပါအခုကတော့ကျွန်တော်ဒီမှာဒီစုဝနဖုံးပါနော်စုဝနဖုံးမှာလေရင်စိတ်မှာပေါ့နော်ရောပါဖတ်ထရနေပြီးတော့လာတယ်ပေါ့နော်ကျွန်တော်ကပ်ပြီးကိုသွားမယ်ပေါ့နော်ပင်လယ်ကမ်းခြေကိုတစ်ခါအလဲသွားမှာပဲလေရင်နဲ့ပေါ့နော်မလာခင်တော့ကျွန်တော်flight bin ဥစားပဲလေပေါ့နော်အချိန်မှားသွားတယ်ပေါ့နော်ဟိုကကျွန်တော်တို့စောက်တဲ့လေရင်ရထွက်သွားပြီပေါ့နော်ဘယ်ဘာတော့မသွားသေးဘူးပေါ့နော်ကျွန်တော်အခုလေရင်နံပါတ်ဝယ်တာနောက်ကျသွားတယ်ပေါ့နော်โอเคအခုကျွန်တော်မှာလေရင်နံပါတ်လေရင်လက်မှတ်အသစ်ပြန်ဝယ်ရတယ်ပေါ့နော်မှာကြည့်လိုက်ပါကျွန်တော်လာနောက်ကျပါအခုတော့အသစ်ပြန်ဝယ်ရပါပတ်စံပို့ကုန်ပါတယ်နော်အခုကတော့ကျွန်တော်လေရင်သွားတက်လိုက်ပါအောင်ပေါ့နော်โอเคဒီခီးစဉ်လေးဘယ်လိုအခြေအနေစီးရဆိုတာကြည့်ရကြပါကျွန်တော်မှာဗလားဒီ gate မှာသွားမှာနော် B1 ဆိုရင်တော့မှာ B1 ကိုသွားမှာနော် Okay အခုကတော့ကျွန်တော်လေရင်ပေါ်ရောက်ပြီပေါ့နော်ခုနလာတော့မမီတော့ပဲပေါ့နော်မမီတော့ဒီလိုပဲဒါဆိုတော့သူ8တွေပဲစစ်တယ်ပေါ့နော်โอเคအခုကတော့ကျွန်တော်လေရင်တက်တော့မယ့်အတွက်ကျွန်တော်ဗီဒီယိုလေးကိုပိတ်လိုက်ပါမယ်တကယ်လို့ဟိုကျုံးပေါက်ရောက်လို့ရှိရင်ကျွန်တော်ပြန်ရိုက်တည်မယ်ပေါ့နော်โอเคတလောက်ပါပဲခုကတော့ကျွန်တော်တို့ဖူးကစ်ကိုရောက်ပြီပေါ့နော်ဖူးကစ်ကိုလေရင်ဘောဆင်းလိုက်ပေါ့နော်လို့ဆိုရင်ကျွန်တော်လေစိတ်တင်းဘောစိတ်ကိုသွားမှာပေါ့နော်တင်းဘောရတဲ့နေရာကိုသွားမယ်ပြီးလို့ဆိုရင်တင်းဘောစီးပြီးတော့ဟိုကျုံးကိုသွားရအောင်ပေါ့နော်အဲ2နာရီလောက်ကြာမှာပေါ့နော်ကျုံးကိုသွားတဲ့အချိန်ကြာโอเคတော့မဒီဖူးကစ်ကဖူးကစ်ကဟိုစားလေငွေကတော့တိတ်ရလူမများဘူးပေါ့နော်နည်းနည်းပါပါရှိတယ်โอเคကွာကျွန်တော်လေဆဲကိုရောက်ပြီပေါ့နော်ဒီမှာနောက်ပါပေါ့နော်မှာကျွန်တော်တို့အခုကတော့တနင်္လာထိုးတော့ဗောနော်တနင်္လာခွဲလို့ဆိုရင်ကျွန်တော်လှေထွက်ပါမယ်အဲဒီမှာနည်းနည်းပါးစားလိုက်အောင်လို့ရှိရင်လှေပေါ်ရောက်တဲ့အချိန်လှေပေါ်ကိုတက်မယ်ဗောနော်ဒီမှာဒီကျွန်းပေါ်သွားတဲ့လူတွေကြတော့အများစုကတော့အင်္ဂလိပ်တွေပဲဗောနော်ကျွန်တော်ထိုင်းတွေပဲတိတ်ပြီးတော့မသွားကြသွားထိုင်းတွေလည်းသွားပါပဲဒါပေမဲ့အင်္ဂလိပ်တွေပိုကြိုက်တယ်ဗောနော်တခြားနိုင်ငံခြားသားတွေပိုကြိုက်တယ်โอเคဆက်ကျွန်တော်တို့နည်းနည်းပါချိုလေးပဲတောက်လိုက်အောင်မယ်ခမီးလေးပဲစားလိုက်အောင်ပေါ့နော်ပြီးလို့ရှိရင်လေပေါ်တက်တဲ့အချိန်ကျပြန်ပြီးတော့တင်ပေးပါမယ်ကတော့ကျွန်တော်တို့ဒီလှေပေါ်တက်တော့ဗောနော်ဒီမှာအနောက်မှာတန်းစီပြီးတော့လှေပေါ်တက်မယ်ဒီကျွန်တော်ဖူးကစ်ရနေပြီးတော့ဒီကျွန်းသွားတာဗောနော်ဒီကျွန်းသွားမယ်ဆိုလို့ရှိရင်မိနစ်တနာရီလောက်ကြာတယ်ဗောနော်โอเคတနာရီလောက်ကြာတယ်ကျွန်းကိုရောက်တဲ့အချိန်ကျတော့ဘယ်လိုအခြေအနေရှိလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ပြရမယ်နော် โ
เคအခုကတော့ကျွန်တော်တို့ဒီတဲဟိုခန်းကိုရောက်ပြီပေါ့နော်ဟိုမှာလေဆက်ရပြီးလိုက်လျှောက်လာတော်တော်ဝေးပါတယ်ဒါပေမဲ့ကျွန်တော်အခန်းဘယ်လိုအခြေအနေရှိရဲကျွန်တော်ပြပါတော့ဒီမှာဒါတော့ထွေထူးတိတ်ပြီးတော့မလောက်ဘူးနော်ဒါပေမဲ့ကျွန်တော်ပေးရတဲ့စီးနဲ့တော့တန်မယ်ပေါ့နော်ဒါတော့အဲ့ရပါတော့မကြီးကျွန်တော်ပြမှာဒါကရှုကင်းလေးနဲ့ပြပါတော့ဒီညမှာတော့ရှုကင်းကြည့်ရနေရပါတော့ဒီမှာကြည့်ပါမယ်โอเคဟုတ်နော်တော့ရှုဒီနေရာတော့ရှုကင်းကြည့်ရနေရလေးပါလှပါဘောနော်ကျွန်တော်ဒီကောင်ကိုပန်းငွေ1000ကျော်ဘောနော်တညတော့1000ကျော်ဘောနော်ကျွန်တော်ယူလာ2ညဘောနော်โอเคမှာဒီအောက်မှာဆိုရင်မှာစားပါလေရေဦးကန်တို့ဘာတော့ဟိုမှာဆိုပြလိုက်ကန်ကြည့်ဒီမှာတောင်ပေါ်မှာတောင်ပေါ်တွေပဲတက်လို့ရတယ်ဘောနော်ဒါပေမဲ့ကျွန်တော်တော့မတက်ဘူးโอเคဒီဟိုဘက်မှာလည်းဟိုမှာတဲဟိုကန်မှာပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ငူထားရပေါ့နော်โอเคအခန်းတော့တိတ်ပြီးတော့ပါညာတော့မရှိဘူးနော်โอเคအဲ့ဒါဆိုတော့ပဲပေါ့နော်ကျွန်တော်တို့ညနေကျတော့စင်လမ်းလျှောက်ပြီးသွားလိုက်တဲ့အချိန်ကျတော့ပြန်ပြီးတော့ပဲရိုက်ပြီးတည်နေပါမယ်အခုကတော့နည်းပါနားလိုက်ပါပေါ့နော်နေတာအဖူလို့โอเคတော့ပါပဲဒီတွေ့လိုက်ကန်ကြည့်နေရမှာကျွန်တော်ခဏလာဆိုတာညပြင်လိုက်ကန်ကြည့်ကိုကြိုက်လို့ပေါ့နော်အမေနောက်ကျလို့စင်တယ်ကျွန်တော်ဒီတောင်ပေါ်တွေတက်တော့ပေါ့နော်တောင်ပေါ်တွေတက်လို့စင်ကျွန်တော်ပြန်ပြီးတော့လောက်ပေးမှာပဲအခုကဒါပေမဲ့ခါကျတော့အလုပ်အများနေတဲ့အတွက်တိတ်မအားဘူးပေါ့နော်โอเคကျွန်တော်ပြင်လိုက်ကန်ချေနားရောက်မှပြန်ပြီးတော့ရိုက်ပေးပေါ့နော်အခုကတော့ကျွန်တော် line ခဏရှောက်လိုက်မယ်ပေါ့နော်โอเคပြင်လိုက်ကန်ချေတော့ရှူရင်တက်ကြည့်ရဲ့အချိန်ရမှာပြန်ပြီးတော့တင်ပေးပါမယ်โอเคဒါတော့ပြင်လိုက်ကန်ချေနေအောင်ပေါ့နော်ဒီတော့မှာဒါလေးပါနဲ့ရှောက်လိုက်ဒီကျုံးမှာဆိုလို့ရှိရင်ဒီဆိုင်ဟိုကော့လန်ကျုံးလိုမျိုးဆိုင်ငယ်တွေငါမရှိဘူးငါမရှိဘူးပေါ့နော်လမ်းမလျှောက်ရအကုန်လုံးအလုံးကြီးနေတအားပူတယ်ပေါ့နော်အခုကတော့ဗောလေကျွန်တော်ဒီရှူရင်းကြီးရဲ့နေရာကိုတက်ဆက်ပြီးတက်ရမှာဗောနော်ဒီမှာနောက်ပေါ်ပါဗောနော်အဲ့တော့လမ်းလျှောက်ရှင်တဲ့သူကမှစိတ်ကောက်နေပြီစိတ်ကောက်လဲလမ်းဆက်လျှောက်မှာဗောဆိုတော့ဒီကျွန်းမှာဆိုင်ကလည်းမရှိဘူးဗောနော်လမ်းမလျှောက်မှာဗောနော်တကျွန်းလုံးโอเคဟိုနော်โอเคအပေါ်ရောက်မှပဲကျွန်တော်ပြန်ပြီးတော့ပြရမှာပေါ့နော်ရှူကင်ဘယ်လောက်လာလဲဆိုခုကတော့ကျွန်တော်တက်လာမယ်တော်တော်ဝေးပါသေးတယ်哦，那里
你个爹嘛，我熬那个得了，我熬那个得了，我的。毛呢？要不你再带样我呢 ？OK ไหม โอเคอะปอยาวมาจะเปียใหญ่ไปบ่นะ มันยังไม่หมดเลย อะปอมาจานนี่เดียวนะเลยก็ดีเดียวอายป่ะ วีเนี่ยอุตส่าห์ซื้อรองเท้าไม่ไหวแล้วนะ โอเคคือว่าကျွန်တော်ဒီတောင်ပေါ်ရောက်ပြီပေါ့နော်ဒါမော်နေကျွန်တော်ရှုပ်ရင်းလေးနဲ့ပြရပါတော့ရှုပ်ရည်လေးဘယ်လောက်ရှိလဲโอเคโอ้น้ำ Thank you.